င်္ဂလာပါကျွန်တော်ကိုဆွဲပါကျွန်တော်ပြည်သူလူထုကိုသတိပေးနှိုးဆော်အကြောင်းကြားစရာလေးရှိလို့ပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမြောက်ပြည်တောင်ဘက်ချမ်းတစ်ချမ်းလုံးဆိုလို့ရှိရင်ကျွန်တော်တို့ဒါစကန်အကုန်လုံးတော်လိုင်းအင်အားစုတွေကတိမ့်ပိုက်ရရှိထားပြီဆိုတာဒါတော်လိုင်းရဲ့သတင်းတွေအားဖြင့်လူထုလည်းသိမယ်လို့ယုံကြည်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့အခုနောက်ဆုံးလက်ကျန်ဖြစ်တဲ့ဝေါ်လီဗျူဟာကုန်းကိုလည်းကျွန်တော်တို့တိုက်ခိုက်တိမ့်ပိုင်နေတယ်ပေါ့နော်ရန်သူလည်းအထိခိုက်များနေတယ်ရန်သူအထိခိုက်များနေတဲ့ပုံမှာရန်သူကအခုဘာလုပ်လဲဆိုတော့ဒါဘူးလက်လဆိုပြောတဲ့စကားအတိုင်းပဲဟိုငင်းငင်းခေါ်လို့မလာရင်ဘုံကျဲမယ်ဆိုတဲ့အတိုင်းပဲဝေါ်လီကုန်းရဲ့ဗျူဟာကုန်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကိုအချောက်တိုက်အုပ်စုဖွဲ့ပြန်တန်းပြီးတော့မှဘုံကျဲပြီးတော့မှဒီဒေသခံတွေနဲ့ကျွန်တော်တို့နဲ့အစီမပြေအောင်လုပ်နေတာတွေရှိတယ်ပေါ့ဟောဒါတွေရှိတဲ့အပြင်ဒီကောင်တွေကတရုတ်ရဲ့ PR နဲ့ဒီထိုင်းဘက်ကိုအကူအညီတောင်းပြီးတော့ဟိုအဲ့နေဆက်တနေရာနေပြီးတော့မှဒီကောင်တွေအုပ်စုလိုက်ကူးလာပြီးတော့ဝေါ်လီဗျူဟာကိုလာကူဖို့ရှိတယ်ပေါ့အဲ့တော့ဒီမြောက်ဒီတောင်ဘက်ချမ်းဒီမြောက်ဒီကနေပြီးဝေါ်လီတောင်ရင်းမြစ်ကြောမှာနေတဲ့ပြည်သူလူထုတွေတော်လိုင်းအင်အားစုတွေအနေနဲ့ပုံမှန်မဟုတ်တဲ့လူစုလူဝေးတွေတွေ့ရင်ပုံမှန်မဟုတ်တဲ့အုပ်စုဖွဲ့တွေတွေ့ရင်ပုံမှန်မဟုတ်တဲ့ကားတန်းတွေတွေ့ရင်เนาะကျွန်တော်တို့လာရောက်ပြီးတော့မှသတင်းပေးခြင်းအဖြစ်တော်လိုင်းလှုပ်ပါလို့နှိုးဆော်ပါတယ်ပေါ့เนาะကျွန်တော်တို့နဲ့တူတူစစ်ကောင်းစီကိုအဆုံးတက်တိချမယ်အဲ့တော့ကျွန်တော်ထပ်ပြောမယ်ဒီမြောက်ဒီအထွက်ကနေပြီးတော့မှเนาะဒီဝေါ်လီထိတောင်ရင်းမြစ်တကြောမှာထိုင်းဘက်ချမ်းမှာပုံမှန်မဟုတ်တဲ့အင်အားစုတွေတွေ့တယ်အသွားလာလှုပ်ရှားမှုတွေတွေ့တယ်တတိထားမိတယ်ဆိုရင်လာပြောပါတော်လိုင်းအင်အားစုတွေအနေနဲ့နုံနုကြကြနေပါဒီနယ်စပ်တကြောမှာနေတဲ့ပြည်သူလူထုတွေအနေနဲ့လည်းနုံနုကြကြနေပြီးတော့အချိန်မရွေးကျွန်တော်ကိုလာပြောနိုင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အားလုံး view တစ်ဆိုင်ရှိပြီးတော့ကြမ်းပါကြပါစေလို့ဆုတောင်းပါတယ်